ထားရင်ဆုံးတဲ့ဒီတွေရတာမင်းဖုံးစဖို့လက်ကဖုံးစီရောက်ဒါပေမဲ့မင်းနဲ့ကဆိုင်သူမဟုတ်တဲ့အရင်ကထက်စိမ့်တဲ့သူစိမ့်တွေပြန်ဖြစ်နေခြင်းမင်းကတော့ရန်သင်လူစီမင်းစားလို့တဲ့ဒီတွေရမင်းချွေ